နေငယ်ထည့်ပါမယ်ပြီးတော့တန်ရှင်းလောက်ထားတဲ့ဝက်ချစ်တောက်ကိုထည့်ပါမယ်ရှင်ဒါဆိုတော့စီမိနစ်45မိနစ်ဖြစ်မီးအေးလေးနဲ့45မိနစ်လောက်ပြုတ်ပါမယ်ဒါကတော့ဝက်စုပြုတ်တဲ့မှာထည့်ဖို့ပြင်ထားပါတယ်ငပြာရည်ရည်ကြီးချင်းငိုလေးငယ်ဝက်သားနူးပြီဆိုတော့စီရင်ကျက်တုန်နီထည့်ပါမယ်ပရိကိုဆပ်ပလင်းရှောက်ရွက်ပြီးတော့ခရမ်းချင်တီပြီးတော့မြုပ်တီးကကိုလိုတလောက်ထည့်ပါပြီးတော့ပြင်ထားတဲ့မိုးထည့်ပါမယ်ပြီးတော့မကြီးချင်းနှစ်စွန်ထည့်ပါမယ်ငံပြာရည်အနည်းငယ်ဝက်သားပြုတ်တုံးကစားထည့်ထားတဲ့အတွက်ကျမတို့ကငံပြာရည်အနည်းငယ်ပဲထည့်ပါမယ်ဖုတ်ခဏပိတ်ပါမယ်ရှင်ဒီနေသားဆိုတော့စီရင်ကျမတို့ဝက်ချစ်တောက်စုပြုတ်ရပါပြီရှင်နောက်ပိတ်ဆုံးမှာနနန်ပင်ထည့်ပါမယ်ပြီးတော့ရှက်နနန်ဖြစ်ပါတယ်ဒါလို့စီနေကျမတို့ကလူချင်းတဲ့ဝတ်သားစုပြုတ်ရတာကောင်းကောင်းလေးရပါပြီရှင်ဒါလို့စီနေကျမတို့မီးပိတ်လို့ရပါပြီချစ်တောက်လေးမူပါပြီရှင်အရတာကောင်းကောင်းလေးနဲ့ကိုအိမ်မှာပရစ်လေးကိုပြုတ်စားဖြစ်ပါတယ်ကိုကျင်းနစ်တဲ့အရတာထည့်လို့ရပါတယ်အရန်ကိုမှမှုပါတယ်စက်တိုင်းဆက်ဆက်ဖြစ်တဲ့တော့ပြန်လည်းမျှဝေလိုက်ပါတယ်ရှင်ဒါဆိုလို့စီဝတ်သားစုပြုတ်လို့ရပါပြီရှင်